င်္ဂလာပါသူငယ်ချင်းတို့ရေဒါကတော့ညနေဝင်စစ်စားညနေခင်းလေးမှာကမ်းခြေမှာလာပြီးတော့အပန်းဖြေပြီးအနားယူနေတာဖြစ်ပါတယ်ဒီမှာကျတော့ဒီချိုးနေတာပေါ့နော်ဒါဆိုရင်တော်တော်အဝေးကြီးကိုဆွဲပြီးတော့ရိုက်ထားတာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့မက်ဆီတစ်စုံလောက်တော်တော်ပြောလို့ရပါတယ်ဒီလဲကြည့်ရမယ်နော်အားလုံးရှင်းရှင်းလင်းလင်းလို့ဒီနေရာဆိုရင်တော့အကြမ်းကိုဝေးပါတယ်ကိုရောက်နေတဲ့နေရာနဲ့လက်ရှိကနေရာနဲ့ဆိုရင်တော်တော်လေးဝေးတယ်ပေါ့နော်ဒါပေမဲ့ဆွဲကြည့်တဲ့အခါမှာတော့အဆင်ပြေပါတယ်ဒီလိုမျိုးလာရောက်ကမ်းခြေအနားယူနေကြတာလို့ဖြစ်ပါတယ်ဒီလိုရှင်းလို့နော်ရမ်းလာတယ်နော်ပင်လေကမ်းခြေလိုက်ကွေးတွေနဲ့ဆိုတော့ရမ်းကိုမှလာပါတယ်ဒီနေပစ္စည်းနေတာဆိုတော့တော်ဝေးတယ်နော်ဒါပေမဲ့တွေ့လာကြည့်လို့ရတယ်15 H နဲ့ဆွဲနေတာဖြစ်ပါတယ်အဝေးရွယ်ဒီကနေဆိုရင်ဒီတိုင်းကြည့်မယ်ဆိုရင်မမြင်ရဘူးနော်ဖုန်းနဲ့မလို့တာဆွဲကြည့်လို့ရတာဖြစ်ပါတယ်လောက်လေးပဲနော်ဒီရေချိုးနေတဲ့လူမယားဆိုရင်တော့တော်တော်ဝေးတယ်နော်ဒါပေမဲ့ကြည့်လိုက်ရင်တော့ရှင်းရှင်းလင်းလင်းကိုမြင်ရပါတယ်သူများအတွဲတွေရေချိုးနေတာပေါ့ဒါအဝေးကနေရိုက်ထားတာပဲနော်သူလည်းအရန်ပျော်နေတာပေါ့နော်တဲပုံလေးတည်းမှာတပ်ပေါ်ရိုက်တယ်ရှည်တယ်နဲ့တကယ်ကိုမိုက်ပါတယ်တကယ်ကိုလမ်းစရာရှိုက်ယူနေတာဖြစ်ပါတယ်ဒါတော့သူကပတ်တော့ကန်ချီမှာဖြစ်ပါတယ်ဒါသူကတော့တော့ရှေ့လာတော့လေးမှတ်တရဗီဒီယိုမှတ်တမ်းလေးတိုင်းမှာဖြစ်ပါတယ်ဒီလိုမျိုးပဲကတ်ချင်မှာဆိုရင်တော့တရားဗီဒီယိုတပ်ပုံလေးတွေကြာယူနေကြတာပါ